ဒီတစ်ခေါက်တော့ကျမတို့အိပ်ဆက်ခြင်းအကြောင်းလေးကိုပြောကြရအောင် sleep လူတွေကတော့အိပ်တာကိုတချို့ကလည်းအချိန်ကုန်သွားတယ်အချိန်ဖြုံးလိုက်တယ်လို့တောင်ထင်တတ်ကြတယ်အထူးသဖြင့်ကတော့ခုလိုသိပ်ပြီးတော့အလုံးများကြတဲ့ခေတ်ကြီးထဲမှာဆိုလို့ရှိရင်ညနေတကောင်ထိအလုံးလုံးလာကြရတာပေါ့နော်ကျမအပါဝင်ပေါ့ညကိုပိုကြိုက်လို့လေ late night culture တွေက normal ဖြစ်လာတယ်တချို့ဆိုလို့ရှိရင်ငါကွာမနေ့က4 နာရီလောက်ပဲအေးရတယ်ကွာမအိပ်ပဲနဲ့အလုပ်လုပ်ခဲ့တာဆိုပြီးတော့ဂုံယူသလိုလိုဂုံယူစရာတစ်ခုလိုလိုပြောကြတယ်အဲ့ဒါကိုပဲ productivity တွေတက်နေတယ်လို့ယူဆတာလည်းရှိတယ်ဒါပေမဲ့ science ကပြောတာကတော့လုံးဝမတူဘူးရှင်ဒါဟာ productivity မဟုတ်ဘူးတဲ့နော် sleep ဆိုတာဟာ passive rest လို့ပြောလို့မရဘူးသူကဘာလဲဆိုတော့အဲ့ချိန်မှာခန္ဓာကိုယ်ထဲမှာ biological system တွေက actively repair လုပ်နေတယ်နော်တချို့อ่ะဆိုတာနဲ့အဲ့ချိန်ကျမှတို့ကပြင်ဆင်မှုတွေကိုလုပ်နေကြတာဖြစ်တယ်တကယ်တော့အိတ်သွားတယ်ဆိုတော့ brain ကပိတ်သွားတယ်ဘာမှမသိတော့ဘူးအဲ့လိုထင်လို့မဟုတ်ပါဘူးတကယ်ကတော့အရေးကြီးတဲ့ maintenance process တွေကိုသူကစလုပ်နေတာဖြစ်တယ်ပထမဆုံးပြောရမယ့်အကြောင်းအရာကတော့ memory ပေါ့လေဒီနေ့လုံးကျမတို့မြင်ခဲ့တာတွေရှိတယ်ကြားခဲ့တာရှိတယ်သင်ယူခဲ့တာရှိတယ်ခံစားလိုက်ခဲ့ရတာတွေရှိတယ်ဒါတွေအားလုံးကကျမတို့အိတ်သွားတဲ့အချိန်ကျမှ brain ကနေပြီးတော့ပြန်ပြီးတော့ organize လုပ်တယ်တနည်းပြောရင်ဒီ process ကိုလေ memory consolidation လို့ခေါ်တယ်အဲ့ခါမှာ तू ကပြန့်ကျဲနေတာပေါ့နော်ဘုံကြီးတစ်ခုထဲမှာဒီလိုပြန့်ကျဲနေတဲ့အစအနအပိုင်းကလေးတွေကိုပြန်ပြီးတော့မှတိတိကျကျစီစီထည့်ပေးတာပြန်ပြီးတော့ organize လုပ်သွားတာနော်အဲ့တော့ sleep က memory ကိုပြန်ပြီးတော့မှ stabilize ဖြစ်အောင်လုပ်ပေးလိုက်တယ်ဒါကြောင့်မလို့ဆောင်ပွဲတွေဖြေတဲ့ခါပေါ့နော် exam မတိုင်ခင်မှာတညလုံးမအိပ်ပဲနဲ့စာကြက်လိုက်တယ်နောက်နေ့ကျတော့ဖြေလည်းမဖြေနိုင်ဘူးအကုန်လုံးမေ့သွားပြီးတော့မှတချို့ယူသွားတာတော့ကျွန်မတွေ့ဘူးတယ်ရှင်ထင်တယ်လို့မဖြစ်တဲ့ခါကျတော့လေဒါတွေက brain efficiency ကိုလျော့စေတာ research တွေအရဆိုလို့ရှိရင် deep sleep နဲ့ REM sleep အဲ့ဒီ sleep နှစ်ခုကိုလည်းနည်းနည်းသိဖို့လိုလာတာပေါ့နော်သူက learning နဲ့ memory အတွက်အလွန်မတန်မှအရေးကြီးတယ် deep sleep နဲ့ REM sleep အဲ့တော့အဲ့ချိန်မလုံလောက်တဲ့အခါဆိုလို့ရှိရင်လူတွေဟာ concentration ကျတယ်ဒါတော့မပြောလဲလူတိုင်းသိပါတယ် concentration ကြမယ်နော်နောက်တစ်ခါကျတော့ concentration ကြပြီဆိုမှတော့သူ့ရဲ့အာယုံစူးစိုက်ပြီးတော့မှ focus လုပ်နိုင်တာတခုကိုတည်းရည်မှန်းချက်ထားနိုင်တာဟာလည်းလျော့လာတယ်မေ့လာတယ်စကားပြောမလို့လုံရနေသူ့စကားကိုသူမေ့သွားတယ်ဒါကို brain fog လို့ပြောကြတာပေါ့နော်ဒါတွေဟာ sleep deprivation အိတ်ငတ်တာနဲ့ဆက်ဆက်ပါရှင်နောက်တစ်ခါကျတော့ hormones ဒီ memory အကြောင်းပြောပြရခါကျတော့ hormones ကိုသွားရအောင်နော် hormone က body ထဲမှာ hormone system တွေအများကြီးရှိတယ်ဒါတော့လူတိုင်းလည်းချဘူးနာဝရှိရဲသိတယ်ဘာလို့ရှိမလဲဆိုတဲ့အခါကျတော့hunger ပေါ့ hunger ဆလာမှုနဲ့ပတ်သက်ပြီးတော့မှလည်း hormones တွေ stress နဲ့ပတ်သက်ပြီးတော့မှလည်း hormones တွေ metabolism ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဗေဒဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့မှလည်း hormones တွေစိတ်ခံစားချက် mood နဲ့ပတ်သက်ပြီးတော့မှလည်း hormones တွေ growth နဲ့ပတ်သက်ပြီးတော့မှလည်း hormones တွေမျိုးပွားခြင်းဆိုင်ရာ reproduction နဲ့ပတ်သက်ပြီးတော့မှလည်း hormones တွေဒါတွေအားလုံးကတွားကြည့်လိုက်ရင် hormone ရဲ့ influence တွေနဲ့မကင်းကြဘူးအဲ့တော့ sleep မလုံလောက်တဲ့အခါကျရင် hormone balance ကပြတ်သွားတာပေါ့ဥပမာပြောမယ်ဆိုရင်ပေါ့လေ stress ဖြစ်တယ်ဆိုလို့ရှိရင် stress hormone လို့ခေါ်တဲ့ cortisol တွေတက်လာမယ် hunger ကြလို့ရှိရင်ကြတော့ ghrelin တက်လာမယ်နောက်တစ်ခါ fullness signal ဖြစ်တဲ့ leptin နော်အဲ့ဒါတွေကကျလာမယ်ဒါဥပမာနည်းနည်းလေးပဲပေးရသေးတာပေါ့နော်ဘာလဲဆိုတော့ဝါဟာရတွေကရှုပ်ထွေးတဲ့အတွက်ကြောင့်မလို့ပါဒါကြောင့် sleep နေတဲ့လူတွေမှာဆိုရင်အစားတွေပိုစားခြင်းလာတယ် sugar craving တက်လာsugar craving တက်လာအစာပိုစားခြင်းလာမယ် sugar craving တွေတက်လာမယ်ချိုတာကိုတောင်းတလာတယ်နောက် weight gain ဖြစ်ဖို့လွယ်လာတယ်ဒါကတော့နောက်ဆက်တွဲအားလုံးကတွဲနေတာပဲပေါ့နော်ဒါသူ့ရဲ့စိတ်ခန္ဓာစွမ်းအင်ဒီကိုထိမ့်သိမ့်နိုင်မှုစတာတွေအားနည်းလို့မဟုတ်ဘူး biology ကတောင်းဆိုနေတာအေးပြတ်သွားတယ်အစာပိုစားခြင်းပဲချိုတာပဲစားခြင်းနဲ့ဝလာမယ်ဒါရီယာဆိုလို့ရှိရင်အေးနေတဲ့လူတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေပေါ့နော်
အဲ့တော့ hormones ပြောပြီးတဲ့အခါမှာနောက်တစ်ခုပြောရမှာတော့ melatonin ပါ melatonin ကို sleep hormone လို့လူသိများတယ်ပေါ့နော်မှောင်လာတဲ့အခါကျရင် brain ထဲမှာဒီ pineal gland ဆိုတာရှိတယ်သူကနေ melatonin ကိုထုတ်တယ်သူကဘာလုပ်တာလဲဆိုတော့ body ကိုသွားပြီးတော့မှ it's time to sleep အဲ့ချိန်ရောက်ပြီဒီလို signal ကိုပေးလိုက်တယ်ဒါ melatonin ရဲ့အလုပ်ပေါ့ဒါကြောင့်လဲလူတွေက sleep hormone လို့လွယ်လင့်တကူပဲပြောလိုက်တာပေါ့နော်အဲ့တော့ modern world မှာကျတော့ phone screen တွေကြည့်တာကျမတို့ကများတယ် bright lights တွေမီးတွေကလည်းကောင်းတော့ကျမဆိုမီးချောင်းကြီး3ချောင်းလောက်ထွန်းထားတယ်ညဆိုရင်လင်းနေအောင်အဲ့ဒါနောက်တစ်ခုကကျတော့ late night scrolling တွေနော်ညမိုးချုပ်တဲ့အထိကြည့်စရာတွေကလည်းကုန်မဲမကုန်ဘူးရှင့်အဲ့ဒါကြောင့်မလို့ကျမတို့ရဲ့ melatonin ထွက်နှုန်းတွေကပျက်စီးသွားတယ်အထူးသဖြင့် blue light ပေါ့ blue light ကဘာဖြစ်စေလို့လဲလို့ပြောရင်တာမန် light ထက်စာရင် brain ကိုပို့ပြီးမှသူကဒါနေကင်းကြီးလေလို့ထင်စေတတ်တယ်ကြိုက်တာလေကျမတို့က blue light ကိုကြိုက်တာကိုအဲ့လိုရှိရရှင့်အဲ့တော့ melatonin မလာတော့ဘူးအဲ့တော့အိတ်မပျော်တော့ဘူးဒါမှမဟုတ်ရင်အိတ်တာနောက်ကျသွားမယ် delay ဖြစ်မယ်နောက်တစ်ခါအိတ်တက်ကနှစ်ချိုက်အိတ်မပျော်ဘူး sound sleep deep sleep ကိုမရဘူးဒါ poor sleep quality ပေါ့နော်အဲ့လိုတွေဖြစ်လာကြတယ်အဲ့တော့အိတ်ခမ်းကိုဘယ်လိုထားသင့်လဲလို့ sleep experts တွေကပြောကြလဲဆိုရင်မှောင်နေရမယ်တဲ့မှောင်ကိုမှောင်နေရမယ်ဘာကြောင့်လဲဆိုရင် melatonin production အတွက်အရေးကြီးတယ်တချို့ဆိုဒီခန်းစည်းတွေလေနက်ပြာရောင်တို့အမဲရောင်တို့ပိတ်ထားကြတယ်အဲ့ခါကျမှပဲဒီအဖြူရောင်ခန်းစည်းကိုဖောက်ပြီးတော့ဝင်လာနိုင်သေးတဲ့အလင်းရောင်ကိုပါတားဆီးပြီးသားဖြစ်သွားတယ်အဲ့တော့ခန်းစည်းနှစ်ထပ်တို့သုံးထပ်တို့ဖြစ်လာတော့တာပေါ့နော်အဲ့တော့ darkness က melatonin production အတွက်အရေးကြီးတယ်နောက်တစ်ခုတော့ချိတ်နေတာကတော့ immune system အဲ့တော့ sleep နဲ့ immunity ဟာချိတ်ဆက်နေတယ်ဘာကြောင့်လဲဆိုတာကိုပြောပါမယ် immune system က repair လုပ်တယ် regulate ကိုလုပ်တယ်research တွေအရ sleep deprived ဖြစ်သွားရင် immune response ကိုအားပျော့သွားစေတယ်သူက repair မှာလည်းကောင်းကောင်းမလုပ်နိုင်တော့ဘူး regulation ကိုလည်းစူးစမ်းတယ်မလုပ်နိုင်တော့ဘူးဒါမျိုးတွေဖြစ်လာတယ်ဒါကြောင့်မလို့အေးရေးမွားတဲ့လူတွေဆိုရင်ပို့ပြီးတော့မှဖြစ်နိုင်တာပေါ့နော် illness တွေဥပမာ flu season ဆိုလို့ရှိရင်အေးရေးမွားတဲ့လူဆိုအရင်ဖြစ်တယ်ရှင်နောက်တစ်ခါဖြစ်ပြီဆိုလဲ recovery နဲတယ်ကျမတို့ကဆိုလို့ရှိရင်flu မျိုးစားလဲတော့မူတည်တာပေါ့လေဒါပေမဲ့ကျမကိုလာကူးတဲ့ကလေးလေးက3နှစ်ခွဲသမီးလေးခုတော့4နှစ်လောက်ရှိပြီသူကသူ့ကျောင်းကနေပေါ့လေမူကြောကျောင်းခေါ်မှာပေါ့နော်အဲ့ကနေသူကူးလာတာဖြစ်မယ်သူကျောင်းပြန်တိုင်းကျမနဲ့လာပြီးတော့မှစကားစမိပြောပြီးတော့ဆော့တယ်ကျမလည်းအဲ့မှာအချိန်ပေးလေးရှိပါတယ်သူ့ကိုလည်းချစ်လို့ပေါ့နော်ဆိုတော့ तू က intellectual dialogues တွေ तू ကခြိုက်တယ်ကလေးလေး तू လည်းအရင် intelligent ဖြစ်တယ်ဆိုတော့ तू လာလဲကျမလည်းပျော်ရွှင်စွာနဲ့ပဲလက်ခံလေးရှိတယ်မုံတူစားမယ် तू ကြိုက်တာလေးတွေကျမဝယ်ထားမယ်အဲ့လိုပေါ့လေဆိုတဲ့ခါကျတော့ तू လာလဲနဲ့ကျမကို flu ကကူးပါလေရောဒါပေမဲ့ကျမအဲ့အချိန်မှာကျမရုပ်ရှင်တစ်ခုရိုက်နေတယ်ရှင်AI chaos episode ဆိုတော့လေ episode 2ရိုက်နေတယ်ရိုက်ပြီးတော့ edit လုပ်တဲ့အချိန်ဖြစ်တော့အဲ့မှာကျမအေးရည်တွေပြတ်ထားတော့တခါတည်း flu ရလိုက်တာကျမ knock down ဖြစ်သွားတယ်ခလေးလေးကတော့ချောင်းလေးပါလေးဆိုးတယ်ဆေးလေးပါလေးတိုက်ပြီးတော့သူ3ရက်ခွဲလောက်မှသူပြန်ကောင်းနေပြီရှင်4ရက်5ရက်မြောက်ဆိုရင်သူအကုန် normal ပြန်ဖြစ်သွားပြီဒါပေမဲ့ကျမကတော့အေးရည်ပြတ်ထားတဲ့ဂျန်နီအသက်အရွယ်ရလဲပါကောင်းပါမယ်ပေါ့လေဒီ immunity ကျနေတဲ့အချိန်လို့ရေဘူးရဆိုကြပါစို့ immunity ကျနေတဲ့ခါကျတော့ကျမဘာဖြစ်သွားလဲဆိုရင်တလနဲ့ရက်20အထိတောင်ကြာတယ်စဉ်းစားကြည့်နော်သူ3ရက်ခွဲကျမတလနဲ့ရက်20ဒါ immunity ကျတဲ့အေးရပြတ်တာရဲ့အကျိုးဆက်ကိုပြောပြတာပါအဲ့တော့တချို့ study တွေက chronic poor sleep နဲ့ metabolic disease cardiovascular risk တွေကြားဆက်စပ်မှုတွေကိုပါပြောလာကြပါပြီအဲ့တော့ဒီအပိုင်းကတော့ကျွန်မထပ်ပြီးတော့ research papers တွေဖတ်ပြီးရခါကြလို့ရှိရင်ပြောပါမယ် post sleep ကနေပြီးတော့မှ cancer ဖြစ်တာပေါ့နော်အဲ့ဒီအထိကိုရောက်သွားတာတွေကိုကျွန်မဖတ်ထားတာရှိရပြန်ဖတ်ကြည့်ပြီးရင်ပြောပါမယ်နောက်တစ်ပိုင်းဆက်သွားရအောင်အဲ့တော့ brain ရဲ့ aging နဲ့ dementia prevention ဒီအကြောင်းလေးဒီ H နဲ့ဆက်ဆက်တဲ့အတွက်ကြောင့်မလို့ပြောပြစီ
တိတ်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်မကြသေးခင်နှစ်တုန်းက scientist တွေက brain ထဲမှာဒီ G lymphatic system ဆိုတဲ့ clearing system တခုကိုလေ့လာကြတယ်အဲ့ဒီ system ကဘာလုပ်တာလဲဆို brain waste တွေကိုလေ clear လုပ်ပေးတာအရေးအကြီးဆုံးက clearing process ဘယ်အချိန်မှာဖြစ်လဲဆိုတော့ deep sleep မှာမှပိုပြီးတော့ active ဖြစ်တယ်ဆိုတော့တွေ့ရတယ်amyloids လာခေါ်တယ်လေသူတို့ဒီခေါင်းထဲမှာအမှိုက်တွေလို့သွားပြီးတော့ foggy တွေဖြစ်ကုန်တာအဲ့ false sleep နဲ့ Alzheimer risk ကြား association တွေကိုသူကပြောထားတဲ့အခါမှာပိုသိတာတယ်အထူးသဖြင့်ကျမအမိက96နှစ်ကျော်တဲ့အထိဘာမှမဖြစ်ဘူးအကောင်းပြကလေးရှင်သူက late onset Alzheimer ဖြစ်သွားတာဖြစ်သွားတဲ့အချိန်မှာသူ့ခေါင်းထဲမှာဒီဘာမှသူမမှတ်မိတော့ဘူးလေအစပိုင်းကတော့နည်းနည်းပါးပါးမေ့တယ်ပေါ့နောက်ဖေးဝင်ပြီးတဲ့အခါမှာရေပိတ်ဖို့မေ့ခဲ့တယ်တို့စသဖြင့်ပေါ့လေနည်းနည်းလေးသေးသေးလေးတွေပဲတွေ့ရတယ်ကျမတို့မြို့တော်ခမ်းမမှာပွဲတစ်ခုသွားတော့restroom ထဲကိုဝင်တဲ့အချိန်မှာသူ့ရဲ့ပဆိုင်ကိုသူဖျောက်ခဲ့တယ်ကျမမေပဆိုင်ကိုဆိုတော့မယူလာဘူးလေတဲ့ဆိုတော့ဓာတ်ပုံဟောင်းရိုက်ထားတယ်လေမဝင်ခင်ဟာကိုပြန်ကြည့်လိုက်တော့မေဒီမှာမေပဆိုင်အိတ်လေဆိုဟုတ်တယ်ဆိုတော့ပြန်ကြည့်တော့လည်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့မေ့တာလေးကနေစတာကိုပြောပြချင်တာပါနည်းနည်းလေးတွေမေ့တယ်သေးသေးလေးတွေမေ့တယ်နောက်ပိုင်းကျတော့ကြီးကြီးမားမားမေ့လာတယ်မေက late onset ဖြစ်ပေမဲ့သူ့ရဲ့ progress ကအရင်မြန်တယ်ရှင် within 6 months လောက်ဆိုလို့ရှင် तू ကအိမ်ကနေ ပေါ့လေကျမအိတ်နေတဲ့ချိန်တော့ဘာလို့မှမသိအောင်ထွက်သွားတယ်ပြီးပြန်မလာတတ်တော့ဘူးအဲ့တော့တချို့နေရာလူတွေကဖုန်းဆက်ပြီးတော့ရဲခေါ်ပေးပြီးတော့ရဲကနေအိမ်ပြန်ရှာပြီးတော့မှဆေးရုံမှတ်တမ်းနေရာနေတွေ့ပြီးတော့အိမ်ပြန်လာပို့တဲ့အထိဖြစ်သွားတယ်အဲ့တော့ तू စသိတာနဲ့အဲ့လိုဖြစ်တာနဲ့ဆို4လလောက်ပဲရှိရရှင်အဲ့4လလောက်ပဲရှိတဲ့အချိန်မှာကျမဆရာဝန်မယူပြောပြတာပေါ့လေဆိုတော့နောက်သူ့ကိုတီးတန့်ကူတဲ့ဆရာဝန်လေးရှိတဲ့အတွက် psychiatrist အဲ့ဒီကလည်းဘာပြောလဲဆိုတော့ဒီအချိန်နေဟာတော်တော်ပဲ brain ထဲမှာ fog တွေပိတ်နေပြီအဲ့တော့မင်းမေတိတ်မချတော့ဘူးလို့တို့ကအမှန်တိုင်းပြောလိုက်ပါတယ်ဟောဒါကတော့ကျမဆက်ပြီးတော့Alzheimer အထိရောက်သွားတာပေါ့လေAlzheimer ကျရင်တော့ပိုပြီးတော့အကျယ်တဝင့်ပြောပြပါအောင်မယ်နောက်တစ်ခါဒီ chronic sleep disruptions က brain waste clearance ကိုထိနိုင်တယ်လို့ဒါကိုကျွန်မပြောချင်တာမင်းများခဏရှူရှူထပေါက်တော့သူကထားတယ်အဲ့ဒါတစ်ဆက်တည်းမအိပ်တော့ဘဲနဲ့လေ interrupted sleep ဖြစ်သွားတဲ့သဘောပေါ့ဒါကြောင့်မလို့ဒီနေရာမှာကျမတို့က sleep ကိုအချိန်ဖြုံးတယ်တို့ဒါမှမဟုတ်ဇိမ်ယူတယ် luxury တခုလို့မြင်တယ်လေဟာဒီကောင်အိပ်နေတာဇိမ်မဲ့ကွာဆိုတာဒါမျိုးပေါ့ luxury လို့မမြင်မဲနဲ့ brain protecting system တခုအဖြစ်နဲ့ကျမတို့ sleep လေးကိုကြည့်မြင်ကြရအောင်နော်တချို့ကလေအလုံးလုံးရင်းနဲ့အေးရေးပြက်လို့အားမရှိတော့ဘူးထင်လို့ရှိရင် energy drinks တွေကိုပြေးတောက်ကြတယ်အဲ့တော့ coffee တွေတောက်တယ်ပေါ့နော်ကျမကိုယ်တိုင်လည်းတခါအိမ်မှာငိုက်တယ်ထင်တော့coffee တောက်တာပေါ့နော်နောက်ပိုင်းတော့ကျမ coffee လည်းတောက်ချင်တယ်ကြိုက်လည်းကြိုက်တယ်ဒါပေမဲ့ကျမdecaf တွေရွေးတောက်တာများလာတယ်အိပ်ပြက်တာအိပ်ရေးကိုထိခိုက်မှာစိုးလို့ဘာလဲကျမ caffeine sensitive coffee လေးနည်းနည်းလေးတောက်လိုက်တာနဲ့24နာရီမကောင်းမအိပ်တော့အဲ့လို decaf တောက်မှပဲအဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့ energy drinks တွေ coffee တွေဒါတွေကိုသူကတုံဆွဲကြတယ်ဘာလဲဆိုတော့အလုပ်လုပ်ချင်တယ်ဆက်ပြီးတော့ active ဖြစ်စွာနဲ့သူကလှုပ်ချင်သေးတယ်မအိပ်ချင်သေးဘူးဒါမျိုးပေါ့လေဆိုတော့ဒီချက်တွေကလည်းမကောင်းဘူးဆိုတာကိုပဲပြောရမှာဖြစ်ပါတယ်เนาะအဲ့တော့ message ကအဓိက message ပြောချင်တာကတော့ sleep ဆိုတာဟာအချိန်ဖြုံးတာမဟုတ်ဘူး luxury တခုလိုဇိမ်ယူဇိမ်ခံနေတာလည်းမဟုတ်ဘူး brain ကို healing လုပ်ပေးနေတဲ့ brain protecting system biological process တခုသာဖြစ်ပါတယ်အဲ့တော့အိတ်နေတဲ့ချိန်ဆိုရင်ကိုယ့်ရဲ့ memory ကို repair လုပ်နေပြီး hormone တွေလည်း rebalance လုပ်ပေးနေတယ် immune system ကလည်းပိုကောင်းလာမယ် brain ကလည်း clean ဖြစ်သွားမယ် fox တွေမစုနေတော့ဘူးပေါ့အဲ့တော့အိတ်နေတဲ့အချိန်မှာတော့ brain ကဒီအသက်ရှင်အောင်လို့ထိတိတ်ကလေးအလုပ်လုပ်ပေးနေတာဖြစ်တယ်။ဒါကြောင့်ကျမတို့ဟာ sleep ကိုတန်ဖိုးထားပြီးတော့မှ
quality sleep ရအောင်စူးစမ်းကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မပြောချင်တာဖြစ်ပါတယ်ပြောတာလည်းများသွားပြီဆိုတော့ဒီနေရာမှာပဲရပ်ပါမယ်ပြီးတဲ့ခါကျရင်နောက် podcast တွေကျမှပဲဒါနဲ့ဆက်နွယ်ပြီးတော့မှပြောရမယ်sleep patterns တွေအကြောင်းရှိမယ်နောက်တစ်ခါ Alzheimer disease တွေအကြောင်းရှိမယ်ဒါတွေကိုကျွန်မဆက်ပြီးတော့မှ podcast လုပ်သွားပါအောင်မယ်ရှင်နားထောင်ပေးတာလည်းကျေးဇူးတင်ပါတယ်အားလုံးကို thank you ပါနောက် podcast မှာပြန်တွေ့ကြပါအောင်စို့